ဖရာယနာဥထိမနေမမဲ့တော်ဓမ္မယနာဥထိမနေမဲ့တို့မြေတွေတော်သာမယနာဥထိမမြတ်တိမှုတို့မြေတွေတော်ဘာလို့ကြောင်းကောင်းရသည်ဘာလို့ပါလဲအလားတည်းမိဖြစ်ရတဲ့သူရဲ့ပါရမီသတ္တဝါများဟာတဲ့ဘုရားလက်ထက်ကပါပြီဆေဘာသာမြည်ဖြစ်ရည်လို့မရှောလို့ဘောဘုရှာသောက်ဝင်ကြောင်းသိအောင်ရသည်ဟောထုတ်ပါပြီအလားတည်းမိဖြစ်ရတဲ့သူရဲ့ပါရမီသတ္တဝါများဟာတဲ့ဘုရားလက်ထက်ကပါပြီဆေဘာသာမြည်ဖြစ်ရတဲ့မရှောလို့ဘောဘုရှာတို့များရဲ့သူတို့ထုံးနှလုံးယူပါဦးဒီသူများတွေတို့ရဲ့သုံးလုံးခါလာတော့တို့များရဲ့သူတို့ထုံးနှလုံးယူပါဦးဒီသူများတွေတို့ရဲ့သုံးလုံးခါလာတော့အဲ့ဒါမှသာသူညီညီလောကဒီကိုတို့ဒီထောင်ကြီးအဲ့ဒါမှသာသူညီညီလောကဒီကိုတို့ဒီထောင်ကြီးတကယ်လားထောင်ရဲ့မောင်ကထာမေတ္တေတကယ်လားထောင်ရဲ့မောင်ကထာမေတ္တေအောင်လာတော့ကြည်တာတွင်ပလဲစင်ကပေါ်ထုတ်ပြမာရီတေမိယသမဟာတိတေမိယသမဟာတိတေမိယသမဟာအတိသန္တာဒေဝီကျုံမိဘုရားကြီးကိုတွဲမစုံတဲ့အမြုံမသားမခိုတဲ့အဖိုးမလို့ဟိုကကြီးကဆိုကြတော့အဆက်တော်ရခဲ့ရတယ်ဗျာဒါနဲ့ပြည်ညောင်မင်းထွက်ပြီးသားစုပန္နာအခုတော့သားရတနာလေးဖွားမြောက်လာတယ်ဆိုရင်အဆက်တော်ပြေသွားပြီဗျာတို့တော့ခိတ္တသီခံကြအောင်ဗျာမှန်ပါနမတော်ကြီးသန္တာဒေဝီဗျာဗျာသားတော်လေးခိတ္တခဏလက်ကမ်းပါဦးဗျာမှန်ပါဗျာသားတော်လေးလက်ဟင်းရင်ကျူးလို့ရွှေလက်တော်များကောင်းတော်မူပါမဗျာကောင်းပါပြီဗျာမင်းကြီးဗျာသားတော်လေးဟာအဖေတူမို့တဲလှဗျာရဲ့မှန်ပါဗျာတို့တော်မင်းကြီးဗျာဒီနေ့သားတော်လေးအတွက်မင်္ဂလာယူတဲ့နေ့ဖြစ်တယ်ဗျာမှန်ပါဗျာအမင်္ဂလာစကားဆိုဘာသာမှမကြားကြည့်ဘူးဗျာအမင်္ဂလာစကားပြောပါကအာဟဲလို့အသက်သက်စီဗျာမှန်ပါဗျာမင်းဆရာကြီးမှန်ပါဗျာသားတော်လေးရဲ့ဓာတာစမ်းလက်တွက်စစ်လို့ကြည်စားမအောင်ဗျာမှန်ပါပါသားတော်လေးရဲ့ဓာတာကိုကြည့်လို့ကြည့်ဒီကြရမှာပြီသုံးလုံးပဲအချက်တွင်နေလာတော့တရင်နဝင်းခပင်းရှိပြည့်ရရှိလို့ထောက်လိုက်တော့ဟောတော်ရှင်လည်းတိမ်မာမွေးတယ်လို့ရှုနေကြပါရဲ့ဗျာရကရဲမူမီတောက်သူတာမူကြပွင့်ကြဟာရှင်ရာရှိမူလားနတ်ခရှုံရမင်းတို့ရှာလိုက်တော့တရားဓမ္မတော်မင်းများအပူဇော်ခံရမယ့်ကိစ္စကြီးကြီးနေပါရဲ့ဗျာဒါကြောင့်သားတော်လေးအကြည့်ရှာနာအဖားလည်းမင်းတဲ့ပါလို့ရှုံနေကြပါရဲ့ဗျာဟုတ်ပြီဗျာသားတော်လေးနဲ့ရှာနာလေးစုလုံးတည်းစိတ်ကြမင်းဖြစ်ပါလိမ့်မယ်ဗျာဟဲ့ကြားကြလားမင်းကြီးများသားတော်လေးဟာလေးကျုံတနေ့စက်ကြမင်းဖြစ်မယ်ဆိုပါလားဗျာမှန်ပါဗျာသားတော်အတွက်ကြားရတာမိဘနှစ်ပါးပြီးပြီးဖြစ်၍စိတ်ချမ်းသာခြင်းကြောင့်သားတော်လေးရဲ့အမိတေမိယကုမာရလို့အမိပေးလိုက်မယ်ဗျာတေမိယကုမာရတို့တော်မင်းကြီးခင်ဗျာဘယ်လိုဖြစ်လာကြလဲဗျာအသက်ခံရတော့မှလေဘုရင်မင်းကြီးမင်္ဂလာယူနေတယ်
တဲ့အချိန်မှာသိတော့မှာဝိခါသာမင်္ဂလာယူတာမယူတာကျောင်းမသိဘူးဗျာကျောင်းအမိတ်တော်နဲ့သူလာတာပဲဗျာမင်းကြီးဗျာအတွင်းတော်မရုပ်နဲ့ဘာဖြစ်ကြတယ်မှန်ပါမြို့တော်ဝင်ကြီးတခိုးတွေဖမ်းရှေ့တော်မှာတွေ့ရကြမှာဗျာအမင်္ဂလာဖြစ်လိုက်လေဗျာမှန်ပါဗျာမြို့တော်ဝင်မင်းခင်ဗျားတို့ယုံတလုံးဓာတ်တွေအပိုင်ပေးထားတာဒီအမှုလေးလောက်တော့ကိုယုံနဲ့ကိုတရားစီရင်လိုက်ကြတယ်ပြီးတာပဲဘယ်နဲ့ကြောင့်အတွင်းတော်သွင်းလာရတယ်မှန်ပါခင်ဗျာကျွန်တော်မျိုးတန်တော်ဦးတင်မရောက်သေးပါခင်ဗျာပထမတစ်ချိန်ဒီတခိုးတွေကျွန်တော်မျိုးလောက်ကိစ္စကိုဆိုပြီးတော့မခိုးရအောင်အတပြားများပေးထုတ်လိုက်ပါလေဗျာဒုတိယအချိန်ပညာပေးစနစ်ဖြင့်ပညာပေးလိုက်ပါလေဗျာဟုတ်ပြီတတိယအချိန်ကျွန်တော်မျိုးပညာပေးလို့မရတဲ့နဲ့ကြိမ်တံပေးလိုက်ပါလေဗျာယခုစတုထအချိန်ကြတော့မှန်ပါဘယင်အစ်တော်ဒီမှာဆုံးလို့တိုက်ဒီမှာသဘုံတွေဒီမှာဆုံးလို့နန်းကြီးဖမ်းပြီးသုံးကြရပါဗျာသူတို့ကလည်းဆိုးတာပဲကိုမင်းကြီးများရဲ့မှန်ပါဗျာကောင်းပြီကိုတော်မြတ်အမိန့်တော်မှတ်မယ်နာခံကြဗျာမှန်ပါဗျာတစ်ချိန်နှစ်ချိန်သုံးချိန်မကလေးချိန်တိုင်အောင်ဆိုးတဲ့သခိုးတွေမိန့်တော်တိုင်းသုတ်တန်ကိုထုတ်ကားစဉ်တင်ရင်ခွဲအသက်နေလန်းကိုတချမ်းမိချောင်းသာကျွေးစေဟာထူးကြလိုက်တာမင်းကြီးများမှန်ပါဗျာငိုလိုက်တဲ့ကလေးဗျာဟင်ဘွားမြင်လာတဲ့အချိန်ကစပြီးတခါမှမငိုပဲနဲ့သားတော်ရင်ဝင်ပိုက်ပြီးခိုးသားများအမိတ်မှတ်လိုက်တယ်ဆိုရင်ပဲဒီကလေးကသူသိတယ်လို့ပဲဗျာတက်မတက်ငိုလိုက်တာမှန်ပါဗျာတော်ကိုထူးကြတယ်ဗျာမှန်ပါဗျာနမ်းမတော်ကြီးဗျာဗျာသားတော်လေးရွှေနို့ကြိုတိုက်ကျွေးပါဦးဗျာမှန်ပါဗျာမင်းကြီးများကိုတော်မြတ်လဲညောင်းညာတော်မူတဲ့မြပင်သာလီအုံတော်မိမယ်လူကြီးများလာမနေကြောင်းတာတောင်းရှုကမြောက်လို့ယူနာတော်မရှိခဲ့ပါရဲ့ဒီမိချစ်သာဒီမိချစ်သာအယူစလိုက်ကြတော့ဘာတော်ရဲ့မင်းဖြစ်တကယ်ရုံငယ်လေးအသေးဘုံအမောင်းသွားရမည်ကြောင့်ပလင်းသမုတ်ပြမလေးဘရင်မလို့ရအောင်တအားတော်မေသားတော်ရဲ့မောင်ပြမြုပ်မလေးသားလာအထွဲသားလာအထွဲဘလို့ဖေငိုနေလို့မပြီးသေးပါလားအေးသားတော်ရှိသေးလူလေးလည်းငိုကြွေးတန်းတာနေတယ်အိမ်ရောတလာသားဖုန်ကြွယ်ကိုတက်နဲ့ဆယ်ရွေတက်ပြရဲ့တို့ဥရစာရုပ်ကရာဖမ်းလိုက်မခုအများကြီးရောလေအမလေးဖေဖေအမလေးစမောက်ကြွပလေးမာကျွန်တော်ဟာဖေးကြီးမသနာလှဲ့ဒီပြည်သူများဟောပြည်သူများဘမယာဆောင်မြေကရာလောင်စိမအာနာသိလိုက်တာမညာတာလေးမညာတာလေးမညာတာလေးအမလေးဖခမဲတော်ကြီးရဲ့စိတ်လာကြီးလားဖေယားအကျဉ်းတော်တရားကိမဲရှိလားကိမဲလားကြီးလားနော်yes is love လှမြဲသီးထောင်းလေးတော်နဲ့လှမြဲသီးလောင်းနေပါနဲ့ကြည်တရားထိုးစီမတ်တဲ့သည်အသနာမကြည့်ကောင်းဒီလူသတ်တဲ့အမလေးမင်းများတို့စီနာတွေအမစီညတာတော့အမမ
တော်ရွှေသွေးလူကလေးငိုကြွေးတန်းတနေပါလားအပါချင်းအောင်ပါပဲလေ ကိုရုံကိုကတောက်ပါစွာနဲ့ဘယ်အားစားပဲမျိုးဆိုတာသိပြစီဗျာသိပြစီဗျာ ကျွန်ုပ်ဒီကြီးကျယ်ဆောင်တဲ့သမီးဖြစ်ခဲ့ပြီလေသားတော်ရဲ့ဘဝဟောင်းကမိခင်ပေါ့ ဖြစ်ရဆောင်နောက်ပြီးဖြစ်ပါသေးနဲ့ကျွန်ုပ်ထာမှာဘယ်ကဲ့သို့လာရောက်ပါသလဲသိပြစီ သားတော်လေးငိုကြွေးတန်းတနေတာဘယ်ချင်းကြောင်လဲလို့သိချင်လို့လာခဲ့တယ်သားတော်ရဲ့ မှန်ပါဗျာသားတော်ငိုကြွေးတာဟာဖခမဲတော်ကြီးဒီမပြောပါတော့တဲ့အပြစ်ကလေးနဲ့သေပြစ်သီတံပေးလို့မမသားတော်ငိုကြွေးတောင်းတတာပါမေဗျာမေဗျာ ဩဒါဟုတ်လား မှန်ပါဗျာ သားတော်လေကာတိကာတိုင်းမှာမင်းဖြစ်နေစမ်းခဲ့စဉ်ကဒီလိုပဲစီရင်ခဲ့တာပဲပေါ့သားရဲ့ မမသားတော်သိပြစီပါဗျာသိပြစီပါဗျာသားတော်ရဲ့ဘဝဖြစ်အောင်သိပြစီပါဗျာ အေးအလောင်းတော်တင်းမိဘဝဖြစ်ဟောရုံငါပေါင်းလို့အကြောင်းဆုံးကြည့်ရအောင်တိုင်းကာတိဒီပါရဝဲရှိကြဆိုတက်ကလေးအရွယ်ဆလိုက်တော့အနှစ်20ညနန်းစာစဉ်ကရင်းဖြစ်လန်းလို့အကျဉ်းချုပ်ရပြလိုက်တော့မယ်မင်းတို့ရဲ့ဘဝမှာပြည်ဝင်တော်တို့အားစီရင်ကလက်ယုံတွေဖြတ်၍အသက်ဆုံးစီမှတ်ခါသမာတတိဓမ္မတာနာနဲ့ပြက်ပြုံးစီတတ်တာငါအမိကပြန်လိုက်ပါဇာတိစရညမ်းနဲ့မြင်စေ မမေဗျာ သားတော် မမေ လေ ဒီပလီမောကဘူးလဲမမေ အိုးအဲ့ဒီပလင်မောကသားတော်ရှူသေးလူကလေးလေ ခိုးဘက်ကသရောပတိနေတာကမြည်သူလဲမမေ အဲ့ဒါတက်တော်ရှိဘိုးဘိုးနဲ့မူကြီးမရသိနာပတိများပေါ်သားရဲ့ မမဒီဘက်ကရွရွလေးခါစားနေတာကဘူးလဲမမေ အဲ့ဒီရိုးရိုးလေးခါစားနေတာကသားတော်ရှူသေးလူကလေးလွယ်မတဲ့အဖြစ်ဖြစ်ပေးနေတဲ့ခိုးသားတွေပေါ့သားရဲ့ခိုးသားတွေပေါ့ အမေလေးမမေသားတော့ကြောက်လာကြီးရဲ့သားရတနာလာကြီးရဲ့မမေမမေ အေးမကိုသားရဲ့ မိရတဲ့အမှုမောင်ပဲနဲ့ပြုဟာပါမြင်ရတဲ့အမှုမောင်ပဲနဲ့ပြုဟာပါပြည်သူတသနာ6ပေါင်းစိုးတဲ့မြတ်မမေသားတော်များဖြစ်အမေဒီတော်မူလာပါဗျာကြောက်လာရဲ့ဖေဟာသားတော်ကြီးကြောက်လာရဲ့ဖေဟာ ကြောက်ကလားသားတော်ရဲ့ မမဖေဟာ အေးဒါဒီဘက်ကပါအောင်မလို့သားရဲ့မေဖျားပြောပြမနော်နားထောင်သားရအောင် ပြီးပြီမမေ အေးရှိဘွားဖြစ်ဟောင်းရဲ့ကအနှစ်ရှစ်တောင်းချုပ်ပြဖြတ်ခဲ့တဲ့အုတ်တောင်တဲ့နိရိယဘုံကိုတွိနဝဆိုစက်ခုမှလင်းနေအောင်ငရေရွာဆွဲကသွင်းလိုက်မယ်ခုချက်ချင်းမြင်စေ မမေဖေဟာ သား မမေ လူလေး မလေးဟိုမှာခံစားနေရတာဘာလို့လဲမမေဖေဟာ အိုးအဲ့ဒါဟာသားတော်ရှိတဲ့လူကလေးပေါ့သားရဲ့ကြည်ဝင်နေရလားသားရဲ့ မမဖေဟာမလေးသားတော့ကြောက်လာကြီးရဲ့သားတော့တရားလွယ်မာတာတွေစီးငဲမိလို့ မှန်တော့ အ ပေါ့ မ သားရဲ့ လေးခံရတာလားမမေ ဟုတ်တယ်သားရဲ့ ဖေဟာအမေအမလေးမြတ်မမေသားတော့ကဲတော့မဖေဟာကဲတော့မဖေဟာမေဖေဟာ ကြောက်ကြကောင်းတာပေါ့သားရဲ့မင်းလုပ်တဲ့ဘဝမှာဒီလိုပဲသားရဲ့ ငါဤဘဝပြန်လီ သားလူကလေး ဇာတိဒရာညာဆိုတာဇာတိဒရာညာဆိုတာတကယ်တရားချင်းငယ်နေအိုးအပရိဒတွင်မကြီးခံရဟာ သား အပရိဒတွင်မကြီးခံရဟာချိန်တစ်ပေါင်းပင်ချမ်းနဲ့စိတ်တော်အနစ်ရှိသော လူကလေး အနစ်ရှိသောအနစ်ရှိသော ကြောက်ကြကောင်းလိုက်တာပေါ့သားရဲ့ အမေရိကပြည်ကတိုင်းမှာမင်းအဖြစ်နဲ့စောင်းသွားစီငါအေးတရားလွယ်မာတာတွေစီငဲ့ပြီလို့သာတော့ခါလေးချင်းမေမေရဲ့ ဟုတ်တာပေါ့သားတော်ရဲ့ဟုတ်တာပေါ့ ကျန်လည်းငါဆိုရမမေ သားလူကလေး ဝင်းမြေခါရင်သားဘူးနဲ့ဝင်းမြေခါရင်သားဘူးနဲ့ သားတော်ကြီး တလုံးမီးရတွေ့မလားတလုံးမီးရတွေ့မလားစီငါထောင်းလေးခံရဒါလန်ဝီလက်နဲ့ဝီရဲ့ ကြောက်ကြကောင်းလိုက်တာသားရဲ့ ဒါလန်ဝီလက်နဲ့ပဲမမေဖေဟာ သားတော်ကြီး ဒီကကြီးစာကျွေးတာ
妹陪呀，妹陪呀，俺们的媳妇啊，皮开呀完了，见到也讲，见到也讲。大罗你皮里呀不完嘞嘛，该你要求没有不要紧的赔啊，没有不要紧的赔啊。哦，别批把没大罗耶。明啊，每天的明啊，每天明那手那个明六万嘛别包大爷。妈妈，大罗你没有欺负赔啊，大罗你没有欺负赔啊。地罗没有欺负些，没必要这个那头嘛那大罗。妈妈那头嘛赔啊，那头嘛没。哎，你说们的孙娘上完没嘛阿伯呢？阿娘上完没？种地吧，会谁你呀没大爷。妈妈那当讲不嘛当嘿，一个都路把干追个俩那都看好让米大罗ji，啊就没洗的自家我，啊就洗的自家我。大罗你们别我赔啊！因为你今天看啥？比如等你把为谁当你往外赔啊？咦，他所以呢，表说呀，该是啊，比吧哦，第二个都远爱你来爱噻。美女们，哎呀，大罗来对谁没抢到不呀？妈妈，俺这俺那边16年这样子，干嘛表了？美女们啊，地位呀？妈妈，地皮中嘛？我说你来，牛三大场没呀吧不呀？妈妈，你的看到这牛三大几呀嘛不呀？妈妈，没事阿姨。大罗来对三大人，没到嘛没呀？那你的吧。နံပါတ်1နာလာကြီးလေးစင်ကိုအရက်ကုန်းမောင်းတိုက်ပြီးတော့နင်းစီကြ မှန်လားပါဗျာ ဒါမှစကားမပြောရင်နံပါတ်2လေးလုံးသောရန်အိုညမ်းထိုးလို့တတ်စီကြ မှန်လားပါဗျာ ဒါမှစကားမပြောရင်နံပါတ်3လှပသောသမီးကညာများနဲ့မြူဆွဲရမယ်ဗျာ မှန်လားပါ စကားပြောတဲ့သမီးကညာနဲ့လက်ထပ်လို့ထီးနှံများလွှဲအပ်မယ်ဗျာ မှန်လားပါဗျာ ယနေ့ထွက်လို့ဆောင်ရွက်ပေတော့မင်းဆရာကြီးဗျာ မှန်လားပါဗျာမှန်လားပါဗျာမရေကလေးမင်းများရှိကတော့သိပြီးတော့တနာဖို့ကောင်းနေကြည့်တာပေါ့ဒါတော်လည်းကယနေ့တိုင်းစကားတစ်ခုမှမရှိနေကြဘူးအမိန်တော်တိုင်းဆောင်ရွက်မှနေရရှာမှာပေါ့မင်းပြမရတရားမမျောလို့သားတော်မို့တမင်မညာပဲရှင်ကစားနေနေတော့ရမယ်လို့ဆိုနေကြတာပေါ့အတွင်မမရပြတ်သားကအမိန်တော်မို့သိကြအောင်မညာတမင်အတင်းသာပေါ့ကစားရှင်မင်းပြည့်ထွက်လာ၍ယောက်ျားလေးပဲကွာမြောက်တော်မူစားအလိုဘဝဟောင်းကုသလချေကြောင့်လူရွာဝေခင်းချွေတွေသိရှာတဲ့မင်းတေမိကုမရရဲ့မှုစီရနဲ့ဘဝင်တော်နှောက်ပြီးသားတော်ဆင်းတော်ကိုကြောက်သလားမောက်ရဲ့သားတေမိအသွင်တရမထိတဲ့အောင်ဆေဟတ်တိကဘာကြောင့်ရှားရှောင်းလို့သွားစေကိုတော်လည်းရှင်မနေနေပြီဘူးရှင်မနေနေပြီဘူးအမိန့်တော်ကကြမ်းနေတာပေါ့လောက်တည်ပြီးစကားမမျိုးတော်ချောင်းသနာလျက်နဲ့အလိုရှာရတော့မယ်ဘုံနာကဘဝတိလောင်နေအောင်ရောက်ရှာပြီးရောက်ပြတော်မူလားအော်လေလုံးမရောင်ညံထိုးကစနက်တကျုပ်သားမြအတွင်းဝေကသိစေဖို့မင်းတင်ပြီးတတ်တော်မှာပါလားတတ်တော်မှာပါလားအိုးသားတော်မြထီနဲ့ကျန်ကမီးနဲ့ရောင်မောင်းမိုက်ခပင်းတို့လောင်တိုက်သွင်းမှုထီကနဲ့မနှိတဲ့အောင်မိအကိငိမ့်စေရှိစမင်းနဲ့ရှိုးတော့မိကမလောင်နေကြဘူးအဲ့တော့ကာမဂုဏ်နဲ့ဖျားရောက်ရမယ်လို့မိန်တော်မှနေကြတာပေါ့သမီးတို့ပြူပြတော့မူရတော့လာရှာဟဲ့လို့မလို့လေဖေသမီးတို့မိဖုရားမပြည့်ရှင်ကြဘူးလားပြည့်တယ်ပြောပါလိမ့်မယ်ဖြစ်ချင်တာပေါ့ဒီလိုရှိရင်လေတို့ဘယင်မင်းမရှိရသားတော့တေမင်းအကုမာရကိုတော့လေစကားမယုံနေကြတာဆက်ရှောင်းနဲ့တိုင်တိုင်ရှိနေကြပြီအဲ့ဒါသမီးတို့ကကာမဂုဏ်နဲ့ဖျားရောက်ရကာမဂုဏ်နဲ့ဖျားယောင်းလို့ရတဲ့သမီးကညာကိုတော်လေးနဲ့လက်ဆွဲပြီးတော့နာသိမ်ပွဲခံစီရှူတဲ့အမိန့်တော်ရှိ
ကိုတော်လေးကစကားပြောလို့ရှိရင်ဘင်းကလေးဖြစ်မှာလားပြီဟုတ်နေနေတာပေါ့သမီးတို့ဒီလိုဆိုရင်အဖေနဲ့တခါနဲ့လိုက်ခဲ့ဟောဒီတင်းတွေကသွားရင်ကိုတော်လေးနေရာကိုရောက်မယ်သွားရှာပြီတော့သွားရှာပြီတော့သွားရှာပြီတော့ကောင်းပါပြီဖေဖြစ်ကောင်းမဟာလေဟေးမင်းလေတော့ကိုတော်လေးကစကားပြောလို့ရှိရင်ဘင်းကလေးဖြစ်မှာတဲ့ငါတော့ဧကမုတ်ချဘင်းကလေးဖြစ်မှာနဲ့တူတယ်ဖြစ်ကောင်းမဘင်းကလေးဖြစ်မှာငါမြင်တာဧကောင်းမရဲ့အောင်မေညီးပုံကြီးကမဟုတ်သေးပါဘူးငါလေအဲ့ဒီကိုတော်လေးရှင်းကြစီဘူးလေးကိုခါပြလာနဲ့ငါနောက်ကိုတန်းကနေပါလာမှသိလားဖြစ်ကောင်းမပြောရဲဆိုရင်ငါပေါင်သားတွေလှုပ်လာပြီးတော့ငါလင်းကိုကျင်းတယ်ရတော့မှာကောင်းမလေတော်သားမအေးဟောဟိုမှာထိုင်းနေတာကြည်စမ်းကြောက်တောင်ကြောက်လာပြီကြောက်ရုပ်ကြီးကြနေတာပဲအေးကြောက်ပါရဲ့ဘာကြီးမှန်းကိုမသိပါဘူးဟုတ်ပါရဲ့ငါသေးသေးချာချာကြည့်ရင်းနဲ့ကြောက်လာပြီကဲလာကြပါဆိုရင်သူတို့ရဲ့ယူပေါင်းလေးတွေနဲ့ငါအနာတင်ကပါခြင်းဟာပြီးတစ်ဖက်သားငေးလောင်မျက်နှာထားလေးခရတာတာဟောင်းနဲ့မာယာညာနဲ့ကောက်ချိတ်ဆွဲလိုက်တာမလေးကျုပ်စိတ်တွေလှိမ့်ထသွားတာပဲလှိမ့်ထသွားတာပဲကြောက်เสียကောင်းလိုက်တာကြောက်เสียကောင်းလိုက်တာဟဲ့အတိတ်ထောင်းကြီးစိတ်ကြမိလို့ဘယ်သို့လိုက်လျော့နိုင်မမေစကုတောတခန္ဓာဇီဝကာယမနအာယု6ပါးအလိုလိုက်ရင်ဖြင့်ကာမသဝဘဝသဝအရိဋ္ဌသဝအဝိဇ္ဇာသဝလို့ခေါ်တဲ့တောင်ရည်ထောငါနေမြော့ခံရတော့မင်းနေမြော့ခံရတော့မေကောင်းကြီးရောအသည့်အမှန်ပဲလို့အုပ်ပေမဲ့ဖုဒ္ဓဘာတွေ့ထူတော့တေမီနိမင်းမှုမတတ်ဖြစ်ရလေချီဖြစ်ရလေနော်ဖခမေရောသာတော်တွေ့စကားမပြောလို့နာလာဂိတိချင်းကိုအရကုံမောင်တိုက်ပြီးတော့နေစေအမိန်တော်ချမလေးလုံးသောရောင်အိုမိတေသတ်စီလို့အမိန်တော်ချမဒါလေးမကပါပဲနဲ့သမီးကညာလေးနဲ့ဖြောင်းစီဟဲ့လို့အမိန်တော်ချမသာတော်ကြီးစကားမပြောကြလို့မဟုတ်ပါဗျာသာတော်ကြီးတိုင်းပြည်အောင်ချုပ်မင်းမလုပ်ချင်လို့ပါဗျာမင်းမလုပ်ချင်လို့ပါဗျာပလင်စမောက်ပြမဘာရင်လောက်ရောင်မသိတဲ့စိတ်ကဝစီပိခါကောင်းတဲ့ဒီအသားလေးလို့ရှုရပါတော့တောင်းလိဘာဝီပြုအားစိတ်ကြောင့်မဟာမသိနဲ့အိုးဖခမဲတော့ဖယားတော်လေးရအထိတ်ထားပါလိမီကိုထားအထိတ်ထားပါလိမီကိုစကားမပြောတော့ဟာသာတော်ကြီးအတိတ်ထားယူပြီးတော့နေလို့ပါဗျာယူပြီးတော့နေလို့ပါဗျာ
မဲလေးထီကျဆောင်တဲ့သမီးကမေမေကနေပြီးတော့သားတော်ရဲ့စကားမပြောပါနဲ့သားတော်ရဲ့စကားမပြောပါနဲ့သားတော်ရဲ့လို့အမိန်တော်ချမှတ်ထားသည့်တိုင်မလေးငါစကားမပြောဘူးစကားမပြောဘူးမေမေဖေမေမေသနာဖေးမယ်လို့သားတော်ကြီးမလေးတိုက်ပြီးအောင်ချုပ်မင်းလောကမှာဆိုလို့သားတော်မမစကားမပြောဘဲနေတာပါဖေစကားမပြောဘဲနေတာဖေကာမဟာနဲ့ဆွဲမမဖေတဏှာဩဃရေးပြကျဲနေခေတ္တရအလိုစောင်းကြတာလားခေတ္တရအလိုစောင်းကြတော့လေဝိတိကမမပါသူပါအကြီးစိတ်ဓမ္မနဲ့ဖောင်းကြတယ်သီလအမှန်ကြွတောင်မှကြောက်စိတ်စေနာမမှားပါဘူးရွှေနာရှင်ဖယားရွှေနာရှင်ဖယားအမလေးရွှေနာမစားရအောင်လို့နှုတ်ပြီးလို့နေရပါသည်နေရပါသည်ဖယားနှုတ်ပြီးလို့နေရပါသည်ဖယားမင်းဆရာကြီး မလာပါဗျာ သားတော်လေးစကားပြောပလားကြားကျင်လာပြီသတော်ဦးတင်သားဗျာ မလာပါဗျာဘိန်းတော်များအတိုင်းကျွန်တော်မျိုးကြီးပရမတစ်ချိန်ဒုတိယတစ်ချိန်တတိယတစ်ချိန်သုံးချိန်တိုင်းရလို့ရှားနေပြီပါလားဗျာကိုတော်လေးကစကားတကူမှမချော်နေပြီပါဗျာ ဘယ်လိုပင်စမ်းတတ်တော်လဲသားတော်မောင်စကားမပြောဘူးဆိုပါလားမင်းကြီး မ က လာပါဗျာ ဗျာ ကောင်းပြီလေမိဖုရားကြီးစန္နာဒေဝီသားတော်လက်ဆွဲပြီးအတွင်းတော်အခါစားဝင်စေလို့သတော်ဦးတင်လိုက်ကြပါဗျာသတော်ဦးတင်လိုက်ကြပါ မလာပါတခင်မဖေဟာသားတော်လက်ဆွဲလို့နန်းတိုက်အခါစားဝင်စီပါဖေဟာ မင်းကြီးများ ဗျာ အတွင်းတော်ကိုသားတော်လက်ဆွဲပြီးတော့မိဖုရားကြီးအခါစားဝင်လာတာကြည့်ကြစမ်းဗျာ မမဖေဟာ ကျက်တရေမင်္ဂလာအပေါင်းနဲ့မပြည့်စုံလားမင်းကြီးများ မမဖေဟာနေနဲ့ကရွှေနဲ့မြပါဖေဟာ ဒါပေမဲ့သားတော်အထွန်းအားအားဖြစ်နေတော့ဒီနဲ့မတန်နာမဆန်ဘူးပေါ့မင်းကြီးဟာ မမဖေဟာ ဒီခံကြပါဦးဗျာနမ်းမတော်ကြီးက ဖယား သားတော်မောင်မောင်တေမိစကားပြောပြီလားနမ်းမတော်ကြီး မှန်လားပါဖယားယခုချိန်ဒီတခွန်းတစ်ပါးသာမျှသားတော်လေးနှုတ်ခွန်းတော်ကမဟာသေးကြောင်းပါဖယားမဟာသေးကြောင်းပါဖယား ကောင်းပြီလေနမ်းမတော်ကြီး ဖယား မောင်မဲဆုံးရှေ့မှာသားတော်မောင်တေမိကိုခေါ်ကြည့်လို့မဲမဲဖရလို့တခွန်းထူးရင်ဖြင့်ဒီချိန်ကနေစပြီးမောင်ဖရထီးနှမ်းများလွှဲအပ်ပါမယ်နမ်းမတော်ကြီးဗျာ မှန်လားပါဖယားသားတော်မောင်အော်လူလေးမေဖတ်မဲတော့ဖယားမိနေတဲ့စကားကြားရလားသားတော်မောင်ရဲ့ဖယားလို့တခေါ်ထူတာလေချင်းနဲ့နန်းလွှဲအောင်မယ်သားတော်ရဲ့မေဖယားခေါ်မယ်နော်သားတော်လေးထူးမယ်မဟုတ်လားသားရဲ့သားတော်လေးကလိမ္မာတယ်ပုံလားသားရဲ့သားတော်လူလေးအော်မောင်တင်မီရဲ့မေဖယားခေါ်တာမထူတော့ဘူးလားလူလေးမထူတော့ဘူးလားသားရဲ့သားဘုရားရဲ့စကားနဝနာသားလာပါရဲ့နဲ့ပြန်ဟာကွယ်ပြန်ဟာတကယ်ချွဲလိုက်ပါဦးနေတဲ့ပြည်ပြည်တော်မင်းတွေကစကားရဲ့ဆော်ရမို့ထောရတဲ့ကဲမရဲ့မိမိချစ်သားမိမိချစ်သားကျုပ်ဒီတရားကြီးလဲအယိုးပေါ်အရေးတင်းနေပြီမင်းကြီးများ သားတော် စိတ်မကောင်းစရာပါဗျာ အမလေးမဲ့ဖျားကမသနာတော့ဘူးလားသားတော်ရဲ့တခါကသွေးမစုံနဲ့အမျိုးမှသားမခိုးတဲ့အပေါ်မှလို့အတိုင်းတိုင်းပြည်ရကိရတင်းညို့စကရင်းဆိုရင်ခံခဲ့ရတဲ့မဲ့တော့သားတော်ရဲ့သားတော်ရွှေသေးလူကလေးဖွင့်မြင်တန့်စင်ကမှအရှက်ပြေခဲ့ရပါတယ်ဒီတော့မေဖျားရဲ့မွေးကြည်စုနှံ့အောင်လို့ဖျားလို့တခွန်အောင်ထုလိုက်ပါသားတော်ပွေတို့ရဲ့အလဲမောင်တင်မိတေလူရှင်ငါမဲမဲအပြင်မဟာနဝမဟာသွေရဲ့ကတခုမဟာဝေမလူရငွေသူမွဲတယ်လို့ရေတုံးအောင်အတီကုန်မေးပါလိမ့်မယ်တာရဲ့ နမ်းမတော်ကြီး အမဲလေး
တွေ့စားလို့မေဝတနာဟာတနာရဖြစ်နေပြီလား ထားရတနာဘုံတော်ကြီးဗျာ မှန်လားပါဗျာ အကြံဉာဏ်လေးလည်းပေးပါဦးဗျာအကြံဉာဏ်ပေးပါဦးဗျာ မှန်လားပါဘယေကရင်းမြတ်ရှင်မိမြေကောဝသားရှုများသောမောင်ခိုင်းရှင်တို့ကအင်မတန်တိတ်ဆိတ်တဲ့နေရာမှာပါဗျာမိမသားများလီလင်သားနဲ့ဖြစ်ကြခဏသိကွာသွားရင်ဖောက်ပြတဲ့သိ ဘုံတော်ကြီးဗျာ မှန်လားပါဗျာ အကြံဉာဏ်လေးလည်းပေးပါဦးဗျာအကြံဉာဏ်ပေးပါဦးဗျာ မှန်လားပါဘယေကရင်းမြတ်ရှင်မိမြေကောဝသားရှုများသောမောင်ခိုင်းရှင်တို့ကအင်မတန်တိတ်ဆိတ်တဲ့နေရာမှာပါဗျာမိမသားများလီလင်သားနဲ့ဖြစ်ကြခဏသိကွာသွားရင်ဖောက်ပြတဲ့သိရှိနေပြီပါလေဗျာဒါကြောင့်မိမြေခေါင်းကြီးဒီအရှုအားနဲ့ဖောက်ပြန်လို့မွေးလို့စကားမရှိနေကြတာဗျာစကားမရှိနေကြတာဗျာ မတော်ရတော့ဦးနေတာပဲ ဟုတ်လောက်တယ်မင်းကြီးများဟုတ်လောက်တယ်သဗ္ဗအိဋ္ဌိယောကရေပါပလဘမာနေနိဝါရကေလို့ကျမ်းဂန်ကပြထားတယ်ဗျာ မှန်ပါ မိန်းမများဟာစိတ်ွယ်ရာရောက်ရင်မကောင်းမှုပြုတတ်တယ်လို့ဆိုထားတာကျုပ်မိဖုရားကျုပ်စစ်ဆေးမယ်ဗျာ မှန်ပါ သန္နာဒေဝီသိညာချီမဟေသည်ຫນွယ်ဘွားကောင်းဆိုအရှိကြောင်းကျိုးသိပါတယ်ဟဲ့မိဖုရားဗျာ ဟုတ်ဗျာ အားကတော့ခန္ဓာနာတပားကညာအကျိုးတော်ရုပ်မှာကြောင့်နန်းသမုတ်ဥကင်တယံသာမကြတတ်အောင်ပါအမှန်အကန်အနာကပ်ပြီးပါအခါတင်စမ်းပါဗျာ မှန်လားဗျာ ကျွေရင်တော်နဲ့ကျွန်ုပ်ဤသံဝါသေးကြောင့်တရေတော်ဖြစ်ခဲ့လေရင်အပြစ်ကင်းပါစကားပြောဘွေနှုတ်ကျရွှေရုပ်လို့လှမှာပေါ့ဗျာ မှန်ပါဗျာ ဆွမ်းအားတဲ့ဒီသားကွယ်ရမှာတကိုးနှုတ်ပါတဲ့အမျိုးရုပ်ပန်းမိုက်တော်နဲ့လက်လွန်လို့မှားတယ်လားမကြီး အိုးမောင်တော် ဘို့မဟုတ်ညာဆွမ်းသူအရုံထိုးနှလူနဲ့ကြည်ပြူစွာအကြောင်းဆက်၍ပေါင်းဖက်ပြီးဖွားခဲ့တယ်လားမကြီး ဟာဘယ်လိုရမိတ်လိုက်ကြတယ်မောင်တော်ရဲ့ စဉ်းစားဖို့တစ်ချက်သစ္စာနာလူရမဝင်သူကိုအချစ်နလန်ထ၍ကျူသရာစင်စင်တူနှဖျားပင်ယာကတယန္တာနဲ့ကာမာပန်းဆက်ခဲ့သလား မမိတ်ပါနဲ့ဗျာမမိတ်ပါနဲ့ဗျာ မရှက်ပါနဲ့ခင်လေးသားဖြစ်ပုံအသွင်ထောက်ပြီးမြင်တယ်လို့မေးတာကိုမနှေးပဲအဖြစ်မှန်ခန့်မြန်မြန်တော်ဦးတင်စမ်းပါမိဗျာ ဟုတ်တယ်လို့ဆိုလိုက်ဟုတ်တယ်လို့ဆိုလိုက် အိုးမောင်ဗျာမလေးဘယ်လိုများမိတ်လိုက်ကြလဲဗျာဘယ်လိုမိတ်လိုက်ကြလဲတာအော်မောင်တင်ပြီအမလေးမဖတ်မဲ့တော့ဗျာမိတ်တော်မူတဲ့စကားကြားရတာတာတော့မဗျာရှက်လာကြီးရှက်လာကြီးတာတော့လေကနဲ့လေမရှက်စကွာပြကိုမဲတာကစစ်သေးပေါင်းအချင်းမလျော်လှတာဘူးတရင်ရောဒီမဲ့ခါတာကမောင်ဖျားရင်တော့မောင်ဖျားရင်တော့ဟုတ်ပါဗျာစိတ်ကောင်းကြ ကျုပ်ရင်သွေးဆိုစကားပြောတယ်မှာပေါ့ မှန်လားပါဗျာနာမတော်ကြီးကိုအထင်တော်များလွဲမှာပါနဲ့ဖျားမောင်ဖျားနဲ့နာမတော်ကြီးကသစိတ်တင်ရကြမဟုတ်ပဲမောင်လည်းနမလည်းလက်ဆက်ထားခဲ့သူပါဖျား မောင်ဖရာအသိချစ်တယ် နာမတော်ကြီးဟာဖြင့်ငါနဲ့သမီးအရွယ်တွေကငါပါပြင်းသတိခါဝဲထဲခဲ့လို့မြဲခဲ့သူပါမောင်တို့ရဲ့မောင်ဖျားကလွဲလို့အခြားသောပုဂ္ဂိုလ်များကိုဖြင့်စိတ်နဲ့တော့မပြင်းပါဘူးဖျားမပြင်းပါဘူးဖျားတတိထားပါဦးဖျားဖျားမိဘရတောင်ရသာမို့မောင်ကမအလိုလိုက်ပါလို့ဒီတန်တကမပါပေါင်းဖျားစီစနာထိုးတာလည်းမကြိုက်ခဲပါဘူးမမတိတ်တမို့ဓမ္မပြင်ကွာမဝဲလိုက်ပါနဲ့ကျေးဇူးရှင်ရဲ့မောင်တော်ဗျာ နာမတော်ကြီး ဒီ အ မှာ မဲလေတရားပိုက်လို့မို့နမရင်သာနာမဲသာနာသာမဲ မဖေမဖေမလေးငါရဲ့အတွက်နဲ့မျက်နှာငယ်နေရပြီမျက်နှာငယ်နေရပြီဟာအေးမလေးအဆွန်အားနဲ့ရပြီးတော့မွေးလီတော့သလားဒါကြောင့်အားမွေးတာတဲ့ရှက်ပွဲလိလိဖြစ်ကုန်ပြီတဲ့မေဖေငါရှိပြီမေဖေသူများနဲ့ပေးစားတာမရတော့မရွှင်းစိတ်ကွမပြောဘူးကြမ်းပြီမေအတိတ်ကပြရကြီးသေဘရဲ့မေတီဦးအုံကူနေဆဲစင်းငယ်ဘူးပြင်းကျဘဝေခုံးမေအမေယူမပွေရမလေးတိုင်းနဲ့ပြီးပြီ
ကကဲတင်ကြိုးစကရင်းဆူကြတာလေမေဘရရှစ်လာပြီတဲ့ရှစ်လာပြီတဲ့မွေးကြည့်စုဆက်တဲ့အနေနဲ့မေဖယားသားတော်စကားပြောတာပါပြီဖယားသားတော်စကားပြောတာပါပြီဖယားလို့မေဖယားပြရလေအောင်တခွန်းလုံးငါထပြောမယ်လေပြောပါမယ် အလိုသားတော်ရဲ့သားတော်တမရဘေးကပြည့်ထွေသိပါတယ်မင်းတီဗီမျက်လုံးလျက်ရဲ့မပြတ်ကြောက်ရှာကဘဝင်းချီတွဲခဲ့တဲ့သင်ချင်း20ပါရမီဆက်သားကြီးနဲ့ဖြစ်လို့မှတ်ကြမနဲ့စကားဝသနာပြောတော့ပါလားအယူမလေးအယာမသူများနဲ့ဟာသူများနဲ့ဘာကမခေါ်မကီးလေလို့ဟာရီယာဗမယဟောတွင်မှာအပြစ်ရှာယူလေနိနာသူမဲဖရခေါ်လာဟာတာတော်ကြီးကကင်းမနိုင်ကဲမနိုင်ဝဲ စကားမပြောပါနဲ့လားသားတော်ရဲ့ပြောပါလေ ဖေအမလေးသားတော်ကြီးမဘရအတွက်ကနာလုံးလို့ပါဖေကနာလုံးလို့ပါသားတော်ကြီးစကားမပြောတော့ပါဘူးဖေမပြောတော့ပါဘူးဖေ ဖြည့်ခဲ့တဲ့ပါရမီကိုပုံမပေါ်သားတော်ရဲ့ နိနာဘူးမဖေဟုတ်လားဟာဒီမနိုင်မဲကဲမနိုင်မဲတခေါ်လောက်သာပါမမဲ မဖြစ်တော့ပါသားတော်ရဲ့ မိတာဘဝေးလည်းနေမြတ်ဝေးမဲ့သင်္ဃပြင်းနေအားပလီမဟာသင်္ဃရှိလားသုတရားဓမ္မသလောက်အထင်းမြင်လွယ်ရပြီ သားတော်လူလေး မေဖေဟာမေဖေဟာ ပြောပါနဲ့သားတော်ရဲ့ပါရမီပြက်ကုန်လေးနဲ့ အမလေးဝူကျွကျမငယ်ကြောင့်မလျောင်မတင်းဝင်လေညာမလျောင်မတင်းဝင်လေညာ ဟဲ့ဘုံတော်ကြီး မလာပါဗျာ သားတော်ရဲ့ဇာတာစမ်းလဲတွက်စစ်ကြည့်စဉ်ကလေကြုံတနေ့စัจ जा မင်းဖြစ်မယ်ဆို မလေးဒီမ အခုအဆွမ်းအားမွေးထားတော့ငါထပ်ပြီးအရှက်ရပြန်နဲ့နင့်ကိုတတ်ပြရမယ် မလာပါဗျာမလာပါကျွန်တော်တို့ရှားလာပေးပါဗျာရှားလာပေးပါဗျာရေကလေးမြတ်ကြီးသားတော်လေးရင်ဝပိုက်ပြီးတော့မိန်တော်များမှနေကြပါရဗျာ ဟုတ်သား ဒီတရားလေးမင်္ဂလာယူနေတဲ့အချိန်အမင်္ဂလာဆိုလို့မြည်သူမမရှိနေကြရဘူးလို့မိန်တော်မှနေကြပါရဗျာကျွန်တော်မျိုးရေးသားတော်လေးရှုနေအားတယ်ဆိုတာငကိုတွေကသိနေကြပါနဲ့ကျွန်တော်မျိုးရေးလက်သိနေကြမှာဆိုလို့လိန်ပြီးတော့နာနာဦးကျင်နေကြရတာပါဗျာ ဒါလည်းဟုတ်ပေတာပဲမင်းကြီးများ မှန်ပါဗျာ သို့တော်လည်းပုံတော်ကြီးကပညာရှိဖြစ်တဲ့အတွက်အကြံဉာဏ်ကောင်းလေးများထပ်ပြီးပေးသမှာဦးဗျာ မှန်နေကြပါဗျာအရှုံအားဆိုတော့ဒီနဲ့လည်းမတန်နေကြပါဘူးဗျာဒါကြောင့်မင်္ဂလာမရှိတဲ့ယထာဘောတိမင်္ဂလာမရှိတဲ့တကားကနဲ့တော့သုတ်တမအရှင်လတ်ရှင်းတူပြီးနဲ့လျောင်းနေကြပါဗျာနဲ့လျောင်းနေကြပါဗျာနဲ့လျောင်းနေကြပါဗျာ ခင်ဗျာမဟုတ်တာဒီတောင်တော်ပြင်လာနေဗျာ ဧကဗုဒ္ဓမနုရခေတပါးဒီတော်သားမွေးဖွားထားတော့သတ်စေလို့အမိန့်တော်မှတ်ရမှာခက်လိုက်တာဗျာ မှန် မှန် ပါ ပါ နမတော်ကြီးဗျာ ဖယား သားတော်မောင်တေမိအမိန့်တော်မှတ်ရတော့မယ်မိဖုရား ဘယ်လိုများအမိန်တော်မှတ်မှလဲဗျာတင်ညာစွာအပြစ်ပေးတော်မူပါဗျာ အစွမ်းအားကြီးနဲ့မတန်နာမဆန်လို့အမင်္ဂလာယထာဘောတင်းအမင်္ဂလာတကားကထုတ်အဂါရကသုတ်တံမှာကျွင်းတူးပြီးအရှင်လက်လက်မြေမြုပ်လို့သတ်စေလို့အမိန့်တော်မှတ်ရမယ်မိဖုရား မောင်တော်ဗျာအောင်မလေးဘယ်လိုများမိတ်လိုက်ကြလဲဗျာသားတော်လေးဟာအတိအကျသားမို့မိဘရဲ့မြင့်မြတ်တဲ့သားသောဖယားလောကအလုံးသားသမီးမုံနဲ့ဆော်ရွထုံးရမရှိဘူးဆိုသားတော်လေးရက်ဆက်တော်မှလားဗျာရက်ဆက်တော်မှလားဖယားမောင်တော်ရှိကကျူးတယ်လို့တော့မထင်ပါနဲ့ဗျာသားတော်လေးကိုနောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့မင်းကမွေးတဲ့မင်းသားဖြစ်ခြင်းကြောင့်အတင်းထားတာမဟုတ်တော့လေခိတ္တခဏအပြည့်နားဆန်ရဲ့ဆိုတာလေးကိုနာမတော်ကြီးရှုသားရပြီဖေဟာ ကြားကြလားမင်းကြီးများ မှန်ပါဗျာ သာဝရမဟုတ်တော့လေခိတ္တခဏလေးနန်းဆန်တာမြင်ရင်တဲ့ဗျာ မှန်ပါ သာသမီကို
သာသမီဆိုတာဆင်စည်းလို့မြင်ရတာမြင်ချင်းနဲ့ဆင်နင်းလို့မြင်မကန်စေခြင်းဘူးပေါ့မင်းတို့လည်းပါဗျာသားဖြစ်လာဆိုပြန်တော့လေဘသူဖြစ်လို့မုန်းနိုင်မလဲမကြီးဒါရောစီကိုဗျာလူကြီးရှုံးနဲ့မစွမ်းမတန်သားလေးသူ့မယ်တော်ကနန်းရံထားပြီးဘယင်အဖြစ်နဲ့စံစေခြင်းတဲ့ဗျာမှန်ပါစင်စေအမှန်တော့တတိတရားမြော်ပြီးမိဖုရားပေါ်အလိုလိုက်တင်တာပေါ့လိုက်တင်ပါဗျာယာယီလောက်ကဘဝင်ဟရိယအေးစီဖို့ဗမယာပြည်စမုတ်မှာတရင်ကတွေးပြီးဘယင်ခဏလေးတော့လုတ်ပါစေဗျာမှန်ပါအဒီလည်းလည်းမတန်ပါဘူးဗျာမတန်လေးပါဘူးဗျာဟုတ်ဒီနည်းနဲ့ဝါကူထိုးနေပါနဲ့အေးဒါကြောင့်ရှေ့ဒီတွေကဘာအစာရင်းကမဟာသမရမင်းရေပြန်းခံပြီးရွှေနှန်းဆန်တယ်လို့အလားစနစ်ယူ၍သားဖြစ်သူသာဝရရှိမနေပြန်တော်လဲယာသဘိသေကနှုတ်ကတိချွေဟပြီးမုဒ္ဒဘိသေကသီရိပဝေသနံလို့ဤသည့်ပြေနဂရံဘုံတဘာအတိတ်နမိတ်ကောင်းစီဖို့သုံးပြပိတ်သိက်လောင်းကငွေခရုသင်္ခါဖြင့်ဇေယတုမင်္ဂလာအောင်အညီဖော်၍ဘွေယတုသင်္သာဆောင်းကလေးဘော်ကဟဲ့အောင်စီတော်ယွန်းစေမောင်လားအမလေးသားလေးရှုသားပါခင်ဗျာရွှေဒီရွှေနဲ့ရွှေတငန်းကြီးနဲ့သားလို့လေးမတင်နဲ့ဘူးလားခင်ဗျာပြည့်ပြီးရှင်လာတယ်ခင်ဗျာသားလို့လေးတားလာပါတယ်ခင်ဗျာဩသားတော်မောင်တင်မိမဲဖယားကိုတစ်ခွန်းလောက်ထုလိုက်ပါဦးသားတော်ရဲ့သားတော်မဲဖယားမြင်ရချင်းမသက်တာပါလားသားတော်ရဲ့တက်ခဏအထုံးမနေရအောင်မောင်တင်မိရဲ့ဟာလည်းမလုံးမပြည့်ရဲ့မင်းကြီးများဗျာသူ့နန္ဒာယထမှုသာရှေ့တော်ခေါ်ပေးကြပါတော့ဗျာမှန်ပါဗျာဟဲသူ့နန္ဒာယထမှုရှေ့တော်မောအခါသာရောက်စေတဲ့ဟာမှန်ပါဗျာရှေ့တော်မောခါသာရောက်ရှိကြောင်းပါဗျာသူ့နန္ဒာယထမှုဗျာခမဲတော်ဖေမင်းအရှင်သခင်ကိုတော်လေးအတွက်အမိန့်တော်မှတ်ရမယ်နော်မှန်ပါဗျာခါတိုင်းမှတ်တဲ့အမိန့်တော်နဲ့မတူဘူးကွာဒီနေ့မှတ်မဲ့အမိန့်တော်ဟာမျက်ရည်နဲ့မှတ်မဲ့အမိန့်တော်ကွာမှန်ပါဗျာအေးမင်းအရှင်သခင်ကိုတော်လေးကိုအမင်္ဂလာယထာဘောတင်အမင်္ဂလာတကားကနေထုတ်အခါရကသုတ်တံမှာကျွင်းတူးပြီးအရှင်လက်လက်မြေမြုပ်လို့သတ်စေကွာသားတော်မြတ်နရိနာသခင်ရဲ့စိန်ကြပလီရဝေစမုတ်ကမြေမြုပ်ရမိန်တော်မြတ်ပြီမဲ့မငင်းနိုင်သူတရွင်းကိုင်းခက်လာကြီးရဲ့နောက်ဆက်မဲ့သားနန်းလျာကသူ့နန်းနာငယ်ဂျွန်လွှမ်းလောက်အောင်နှုတ်ချိုစွာထုတ်ဆိုညွှန်းလို့မို့အမလေးတစ်ခွန်းလောက်မိန်တော်မူလိုက်ပါဦးခင်ဗျာပြောနေကြတယ်လောင်းတင်ပြီးတနာညာတော်လဲတပားဘယင်မဟာရဲ့ထုတ်ပြန်ချက်နဲ့တုတ်တန်ထွက်ဖို့ယထာပေါ်တင်၍သားတော်အရှင်ကျွန်ုပ်သားမယ်တဲ့ထုတ်မှတ်တဲ့အာနာဖီခဲ့ရင်ရာဇာမတတိငါတာကြမိကြောင့်အခါတကသူအတင်းတဟုံရောက်တယောက်ယောက်ျားမြင့်ကဆုံပါဩမမသားတို့လေးတောက်ဖို့ယထာနဲ့ပြင်လာပြီသားတော်အာနာရဲ့ဆိုင်လာပါဦးယထမုံရဲ့တာတော်အော်လူလေးမေဖျားလိုက်လာပြီလေတာတော်ရဲ့တနာလာကြီးရဲ့မေဖျားတနာလာကြီးရဲ့အော်တနာလာကြီးရဲ့မောင်တင်ပြီရဲ့လူရှင်မသားကြီးရဲ့မေဖျားလိုက်လာပြီတာတော်ရဲ့တာတော်ရဲ့အာမေမေချီချစ်ဦးသုတ်တန်ရပါလူကြခေါင်းမဲဟဲ့ရတမူရဲ့ဖေရပြင်ကူရဲ့လားမရွှေပြနိုင်လို့တခင်မမှားလိုက်ပါညတာတမှုသာနာရှုလို့ပြုသည်ပြုပြအမိန်တော်ရပါဗျာဟဲ့ရထမှုဗျာမင်းတို့အရှင်သခင်ပြင်းကြီးကတသိလို့အမိန်တော်များသတ်မှတ်ပြီးနဲ့မင်းတို့ကိုသဘောသားနဲ့မချဆောက်ရှောက်ခဲ့သခင်မရဲ့ကျေးဇူးတော်ကိုမျှော်ပေါ်ထောက်ပြီးတားတော်လေးမတတ်လိုက်ပါနဲ့ရထမှုမတတ်လိုက်ပါနဲ့ပါဗျာအာဘယေခိုင်မေမေရှင်နိုင်က
လောက်ကျေးဇူးတော်မောမြောက်ခေါ်ထောက်ပါလို့တယောက်ကတရားဟဲ့ရခမူဟဲ့မင်းတို့အခုတမမင်းတို့တစ်ခေတ်ပေါ်တော်လေးနော်တက်တက်ညာညာပြုလိုက်ကြပါကွယ်တော့တက်တက်ညာညာပြုလိုက်ကြပါမင်းတဲ့ခင်ကိုယ်တော်လေးကိုလားသက်ခန္ဓာချမ်းသာရဲ့ကိုချင်းပြေးလိုက်ပါမပြေးလိုက်ပါလေမလားညုံနိုင်ရညုံရင်လာကြပါပေါ့ဘူပင်ငါအမဲမချီလေဘူးတဲမိချီဦးတဲမိချီဦးဟမလေးသားတော့မေဖယားကမသနာတော့ဘူးလားသားရဲ့မင်းနောက်ဆုံးချိန်ရောက်နေပြီလေဖယားလို့ထူလိုက်စမ်းပါသားတော့ရဲ့ဟဲ့ရထဘူးဖယားအမလီငါ့ကိုရထားတဲ့အရင်ကြိတ်ကလိုက်စမ်းပါငါတင်မငါတော့ကုတ်သားထုတ်ပါရထဘူးရဲ့ရထဘူးရဲ့ကြောင်းပါဖယားအေးမောင်တီမိသားတော့အေးမဖယားလို့ထူလိုက်စမ်းပါသားတော့လားတွေ့ရင်ရထားကိုကိုယ်တိုင်းဆွဲလို့နားနဲ့ကိုခါတော့ရတယ်တော့ခါတော့ရတယ်ထားတယ်ဖယားရထားကိုပင်သားတော့လေတအားဒီမင်းလို့ငွေတဲ့ကမောပန်းရဲ့နဲ့မေဝင်းငါတရှုံနာမရတဲ့ကိုတော့ရဲ့လို့လေအမလေးပေလောင်းမလို့နိုင်ပါဘူးမေဖယားမလွယ်နိုင်ပါဘူးပြောနေကြတယ်လောက်တင်ပြီးရုပ်နံချွေဖို့တောက်တံမြေတကွလင်စွာသွားရယောက်ျားမြေထိုင်မာတလိနာမင်းမှတ်တယ်ဗျာဘယ်နဲ့ဝိတယုံနာမင်းများအကြောင်းမြော်တဲ့အလောင်းတော်ဖျားတိုက်ပြီးအုပ်ချုပ်မင်းလို့ရင်ဖြင့်အပယ်လေးဝတကယ်ကြနေကိုသိပါသောကြောင့်ဝဇနံစကားမမြေကြပဲအဋိဋ္ဌံဝင်နေလိုက်တာနှစ်ပြိစေတာအားဖြင့်ကြာမြင့်ခဲ့ပြီမဟုတ်လားဗျာကြာမြင့်ဆို16နှစ်တိုင်သစ္စာခိုင်တော့အဋိဋ္ဌံပြည့်ရက်တွေစေတော့လေဝေဒနာခံစားချက်ကပြင်းပြနေတာကြောင့်အသက်များတောင်ဆိုးရင်ရဖြစ်နေပါလားနာမည်ရဲ့အဲ့ဒီတော့သင်္မာတလိကအစဉ်အလားရှိတဲ့အတိုင်းနတ်ဝပစိုးတိမ်မီကိုပေါ်မှာလွှမ်းဝေဒနာမသားရအောင်ဘိုးတော်မှာကအလိုတော်ကြတာဝန်ယူ၍အခုပင်သွားပြီတော်ဗျာဟုတ်ပါပြီနာမည်ဗျာအမိန်တော်ဥထိတ်ရွေ့၍အဋ္ဌိပဇံရင်နဲ့ယခုပင်ရောက်လာပါဘောလားလောက်တင်မိစိတ်ကြံမပြတ်စေဖို့အတိတ်ထံရဲ့ဆိုတာကလည်းလွတ်ခဲ့ပါပြီဒါကြောင့်တိမ်မီကိုနောက်ဝတန်းလာကိုပေါ်မှာခြုံငါလွှမ်းနိုင်မယ်ဘုံတဘာလှဲလို့စင်မြန်းကြီးဖြစ်စေသည်မောလိုက်တာတောင်းအရာတွင်းတူမှပဲလေဟဲအမောင်ရထမှုသွားသားမှာကျွဲကြောင်းသားနွားကြောင်းသားတွေလာရှုပ်မနေသားနဲ့အသေးပါလို့နေတာလေဘာလုပ်ရမလဲကိုရချားပေါ်ကငတုံးလေစကားမပြောလို့အရှင်လက်တွင်းတူပြီးမြေမြုပ်တတ်မလို့မိုက်လှကြီးလားကျုပ်ကဘာမိုက်ရမှာလဲဗျတိမိရကူမာရမင်းသားကြီးအသေးအရှင်းသခင်မဟုတ်ဘူးလားဟင်ဟုတ်တယ်လေဘယ်နဲ့ကျေးဇူးတရားဆိုတော့သိထားတယ်ကျေးဇူးတရားခေါင်းမလှကြီးလားအေးအသေးနဲ့ကျွန်တော်ကစကားဆိုအောင်ဒီဘက်လှည့်စမ်းပါဗျာဒီဘက်လှည့်စမ်းပါအောင်ဟင်ကိုရောစကားပြောပြီဟုတ်လားအမလီဝင်းသားလိုက်တာကိုရောစကားပြောပြီအမလီကိုရောစကားပြောရင်ကဲတိုင်းပြည်ပြန်မယ်ကိုရောငယ်ကျွန်းကြီးဖယားဖခမဲတော်နဲ့ဖယားသွားပြီးတော့သရုပ်တီကြီး
ကိုရောလေးစကားပြောပြီးဆိုတော့သွားတော့တင်ကြလားနော် ဒါဖြင့်ကိုလိုဒီကစောင့်နေကျွန်တော်မျိုးဖာခမဲတော့ဟိုသွားပြီးသတော်ဦးတင်မယ်စီတော်တန်ကြနမ်းမဝင်မယ်ခုနန္ဒာယထမှု ဖေဟာ ဘာတော်ဦးတင်ရရှိတယ်ဟာ မမမင်္ဂလာစကားပါဗျ အိုးလူသက်ထာမင်္ဂလာစကားလားကွာ မမဗျာကိုတော်လေးစကားပြောလို့ပါဗျာ တကယ်စကားပြောပြီလား မမဗျာ နတ်မတော်ကြီး ဖေ။ မလီသားတော်မောင်စကားပြောပြီဆိုပါလား ဝင့်တာလိုက်တာဖေ။နတ်တော်ကြီးဝင့်တာတယ်ဖေ။ မင်းကြီးများသားတော်မောင်တေမိစကားပြောပြီတဲ့ဟဲ့ယထမှု ဖေဟာ တကယ်ပြောတာလားဟာ မမဗျာ ဒါဖြင့်ရှေ့ကနေလမ်းပြကိုတော်မြတ်လှမ်းကြွတော်မူမယ်ဟာ ဘွားတော်မူပါဖေမမရှေ့ကကိုတော်လေးခေါ်ကြည့်ပါဗျာ ငါခေါ်ကြည့်လို့သားတော်မောင်မထူးရင်တော့ယထမှုသေးလေတော့ဗျာ မမဗျာ သားတော်မောင်မောင်တေမိ ဖခမဲတော့ဖေဖခမဲတော့ဖေ အမလေးဝင်းသားလိုက်လေဗျာ ဝင့်တာပြပါတော့ဗျာဝင့်တာပြပါဗျာ အဲ့ဒါမှကျုပ်သားဗျာ နတ်တော်ကြီးသားပါဗျာတစ်ချိန်လုံးကဆောင်းရလို့နဲ့ရတာခေါင်းမောင်တော့ရဲ့ ကဲရှိပါသေးတော့ဗျာနတ်မတော်ကြီးထားပါတော့ မှန်ပါဗျာ သားတော်ကြီး ဖေဖေ ဘယ်အတွက်ကြောင့်စကားမပြောတယ်ဆိုတာခမဲတော်ဖေရသတော်ဦးတင်စားမအောင်ဗျာ မမသားတော်ဒီတိုင်းပြီးအုတ်ချုပ်မင်းလောက်အမှာစောဒီအတွက်ကြောင့်အရိဋ္ဌံဝင်ပြီးတော့နေတာပါဖေယနေ့တော့အရိဋ္ဌံစီလို့သားတော်ကြီးစကားပြောတာပါဖေပြောတာပါဖေ ကောင်းပြီဗျာခမဲတော်ဖေရလည်းအသက်ရွယ်ကြီးလို့နှိတ်ခမစောလို့တောထွက်မယ်သားတော်တိုင်းကြီးမှာတီးပြူဖွင့်လို့ဘုံကြီးစံမေရော့ဗျာ မမသားတော်ကြီးတိုင်းပြီးအုတ်ချုပ်မင်းမလုပ်ပြရစီနဲ့ဖေသားတော်ကြီးအဝါရင်သင်္ကောင်းနဲ့ရှင်ဟန်ပြုတ်ပြရစီပါဖေပြုတ်ပြရစီပါဖေ သားတော်ကြီးဘယ်အတွက်ကြောင့်ထီးနှံမစမ်းနေတာလဲဗျာသတော်ဦးတင်စားမအောင် သားတော်ကြီးချီနာမဆန်လိုတာကဤတောင်လျာထဲမှာတဝဲတလဲလဲနဲ့သားတော်ကြီးကြောက်ရွံ့လွန်လို့ပါဖေကြောက်လို့ပါဖေမမဖခမဲတော်ဖေ သားတော်ကြီးဗျာ နင့်ကိုနင်းသားနင်းဆရာနင်းသားကောင်းအောင်ပြုနင့်မှာဖဲမှုနင်းမကောင်းလို့နင့်တွေ့တာနင့်ကိုစားသူများမခံလားမမကိုဝန်ကိုထမ်းကူလန်းကိုသွားတယ်ပါဖေနောင်လေမမရုပ်တဲ့သားမဲနာမဤတော့ရုပ်ခွေဖြစ်တတ်တယ်ဟဲ့ မှန်ပါပဲမင်းကြီးညာ မှန်ပါဗျာ အနိစ္စလက္ခဏာသမခါချုပ်ပြီးထားရသူလေနာယုတ်တရားဆောလာလေးပြားကြီးမာတဲ့အေးမြပြီဇုကရရဲ့တနောင်းရှိနိုင်မှာမလားဟာပုထသရင်ကိုပုထသရင်ကိုအထက်ကလာခံပါကွယ်ဘဝကကြောင်းဘဝကကြောင်းဘဝကကြောင်းလောကဟောမှာကိုဓမ္မတနာချုံရတော့ဟောဒီတန်လျာကိုစိတ်ဟာတွေ့မှာလားဟာအဘိဇာပါဟိအဘိဇာပါဠိအဝိဇ္ဇာတနာရရှင်းနိုင်မှာမလားဟာဟိုလူကြီးစီပါအပါရစေနာရကောင်းနိုင်မှာမလားဟာမေလာကိုကြောင်းတော့မေပါမေလာကိုကြောင်းတော့မေပါအမဟာမဖျားပါတော်ကြီးမမမဲ့လောင်းကြောင်မရဘူးပါဖျားမဲ့လောင်းကြောင်မရဘူးပါဖျားအနိစ္စမီပြည့်တဲ့ခန္ဓာအနိစ္စမီတန်ကြီးမရဏတောခမိတဝအိမကာယခိတ်ပြီးတန်ကြီးမေငါဤပြည့်တဲ့ခန္ဓာအနိစ္စရဘာတခုမှရှာမရသောခန္ဓာ၅ပါးယုတ်တရားနံတရားဓာတ်တရားပရမတ္ထတရားတို့သည်မြင်းများခိုင်ခပြီးတော်ချင်းသဘောမရှိပါဘူးမရဏတာအချင်းမတင်းနိုင်ပဲကိုယ်ခွာမှုပြီးဓမ္မတာတော့အတိုင်သေချင်းဆုံးတော့ခမိတဝနာအမှန်မုတ်ချရောက်ရလိမ့်ရှိတော့ဤမကာယကိသသဒုသိသာရောတောင်းဆုံးစုဝေးလူကြီးလူရခေါ်တော့ပါမူသွားလာလုံရှားပြုံးရီလာနဲ့မမရှိထိုင်မိမနေခေါ်လေမထုဦးလေးမညတိစိလာသွား3ရက်ကြာလဲဟောက်လေခါမထယာပောက်စောကြီးနာအင်မတန်ယူစရာကောင်းလှတဲ့ယုတ်ကလာထဘုကောင်းကိုခိပိသံတိ
သုတ်တန်တစ္ဆာသင်္ကြန်ဝါကိုအမှန်ဆုံးပြကြအောင်လက်တောင်းတည်းသာဓုသာဓုသာဓုဟာခမဲတော်ဖရာဟာခမဲတော်ဖရာ သားတော်ကြီး သားတော်ကြီးသည်မမသားတော်ကြီးသည်တတ္တဝါများကဲ့တဲ့စိတ်ဆောင်နာတတ္တဝါများဟောတရားရင်တဲ့စီတိတ်ကျူးခြင်းနဲ့စိတ်ဆောင်နာဖရာရှိပြီးတော့ပြည့်တင်ခြင်းနဲ့စိတ်ဆောင်နာပါဖရာ ကောင်းပါပြီဗျာသားတော်ရဲ့အလိုဆန္ဒပြည့်စီဗျာပြည့်စီဗျာ မမဖရာနဂာနီတောင်ကဘာရှိအောင်ဟန်ဆုံးကလေးကိုကြောင်းကင်းကိုရှောင်းပေးဆောင်တဲ့နီပရိဖိလက်တွင်ဆောင်ခိုင်းမခင်ဟာအေးငါသည်စိတ်ပရိနဲ့ရိတ်ကြီးခိုတော့မယ်စိတ်ပရိနဲ့ရိတ်ကြီးခိုတော့မယ်တလင်းငယ်ပါမယွီမောင်ဘာနာနဲ့ခါတရားဘွားတိပီခိုရှာစိတ်ပတိဟာနဲ့ဟာနမညင်ယူရီမမီခိုမေတရားဟာအေးဒါကြောင့်ယောဂီစဒေါသကောလံဘယံဝိနာတန္တုယောဂီစအမိဖာများပေါ်နေယောဂကင်းကြီးတွေကောင်ဒေါသစ္စအမျက်မှန်ဖြစ်ခဲထန်ကြမ်းကျုပ်တော်သူကောင်ဘယံဘေးပေါင်းတို့သည်ဝိနာတန္တုကင်းစင်ပါပြုတ်ကြပါစေကုန်သတည်းကင်းစင်ပါပြုတ်ကြပါစေကုန်သတည်းမိဖာများတေဇသူနေမဘူဇာနာဝိဝေဤဆဲဝဲဇတ်တော်မှာပထမဇတ်တော်ဖြစ်တဲ့တေမိယဇတ်တော်အောင်လာတော်တိထံသွင်းမှာကျွန်တော်မလဲစေသမီးဖွဲ့ကနေပြီးတော့တင်ဆက်လျက်ပါကြောင်းပါခမညာတင်ဆက်လျက်ပါကြောင်းပါခမညာနောင်လာနောက်သားမသားကြတွင်နုမ900ရင်မရိတ်ရှင်ဒေသသူနေမှာသာနာဝိဝေတွင်အမိရှိပါတဲ့သေမိယသတ္တမဟာရင်ဘုရားဝိမာဝိထင်ရှားကြရသည်အမိရှိပါတဲ့သေမိယသတ္တမဟာရင်ဘုရားဝိမာဝိထင်ရှားကြရသည်သိသိကြည်သည်လူသည်မာရီအပြူသဘောနဲ့သဗ္ဗရာတိကလာတာမယမနာပါဝိပြင်ွယ်လိုလွင်လွယ်လိုပင်ညကြီးမှာညနေကထွက်ပေါ်လို့လားကျိုးကလောင်းလျာကျေးဇူးကုန်ပြညကြီးမှာညနေကထွက်ပေါ်လို့လားကျိုးကလောင်းလျာကျေးဇူးကုန်ပြသေပါပါပြီအောင်မြင်အောင်အသိနဲ့အောင်တွေ့ပင်ကလားအောင်လို့ဒီလာတွင်မလဲစိတ်သားတွင်ပြည့်ဆက်ပြန်နေဟာသီရိကမစီယာဒေမိယသတ္တမဒေမိယသတ္တမဟာဘောဓရှင်ပေါင်းလို့ရှိယခုပြည့်ဆက်ကြိုးပြလိုက်ရတော့အလောင်းတော်တေမိသတ္တော်တွင်မင်းတော်ပလဲစိမင်းသမီးအမားညိုခင်ဝင်းကြီးကြီးကြီးဝေစပယ်ရွာသားစိန်ကြီးလေးနှက်เสียစိန်ကင်အောင်လို့နဲ့တွဲဖက်ယူအောင်အောင်တော့တင်းလာမြင့်မှာတင်ထက်လိုက်ပါလေဘောဓရှင်ပေါင်းကိုစိတ်နှလုံးရွှင်ပြုံးချမ်းမြေ့ကြပါစေရှင်